သင်္ကန်းစာဆိုတာယူပြီးကိုပြင်မှအကောင်းဆိုတာဖြစ်တယ်လောကလူတွေဟာကိုမပြင်သေးသမျှလူကောင်းမဖြစ်နိုင်ပါဘူးဆရာမိဘတွေကပြင်တယ်ဆိုတာဆရာမိဘတွေရှေ့မှာကောင်းနိုင်တော့လည်းပဲဆရာမိဘရှေ့မဟုတ်တဲ့အခါမှာအကျင့်စရိုက်တွေကပြန်ပြီးတော့နိုးထလာတတ်တယ်ပေါ့အဲ့တော့ကိုတကယ်သူတော်ကောင်းဖြစ်ပြီဆိုလို့ရှိရင်ကတော့ကိုဖို့မှာမဟုတ်တာလုပ်ဖို့စိတ်ကြွယ်ရဆိုတာမရှိဘူးအလုံးဟာကိုသိနေရင်ကိုသိခါကိုရှက်ရွံ့နေမဟုတ်တာမလုပ်ဘူးလို့ဆိုတယ်ဟိရိဝတ္တပတရားတွေကိုရင်ထဲမှာပြေဝရှိနေမယ်ဆိုရင်ကိုခြင်းတရားကိုတဏ္ဍာမှာပြေဝရရှိပြီးတော့စိတ်ကြွယ်ရမှတော့ကိုခြင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာနိုင်တယ်အဲ့တော့ပုရုဇဉ်အနေနဲ့ဒီအဆင့်ရောက်အောင်ကိုပဲကြိုးစားသင့်တယ်ပေါ့ဒီအဆင့်ရောက်အောင်ပဲကြိုးစားသင့်အခြားသောတပန်သဂရကအနာကအဆင့်နေသာထားကြည့်ကိုယ့်ရဲ့ကိုခြင်းတရားခိုင်မာမှုဟာစိတ်ကြွယ်ရာထိအောင်အာမခံချက်ရှိလားကိုစမ်းသပ်ပြီးတော့တိဆောက်ဖို့ခိုင်မာဖို့လေ့ကျင့်မှုအတ္တမရေးကြည့်တယ်ဒီဘဝမှာလေ့ကျင့်လိုက်မယ်ဆိုရင်ဘယ်ဘဝရောက်ကိုယ့်ရဲ့စိတ်ဓာတ်ခိုင်မာမှုဟာဖြစ်လာမှာပဲဖြစ်တယ်ဒီဘဝမှာမလေ့ကျင့်မှုဆိုရင်နောက်ဘဝတွေမှာဖြစ်လာဖို့ဆိုတာအတ္တမခဲရင်